လက်ပြီးကူကြီးတဲ့သူသွားဆင်းတယ်ဆိုတာလေစိတ်ကြတယ်ဆိုတာစိတ်ကြတယ်ဒီဘက်ကကျွန်တော်စပိုင်ဘုတ်တဲ့ဥစ္စာကိုကျွန်တော်၄ယောက်သုံးတာပါတယ်ကဲတယ်က၄ယောက်သုံးတာပါတယ်အဲ့ဒါကိုကျွန်တော်တို့ဒီဘုံကျွန်တော်တင်ပါပါသူကချီလို့သုံးဖို့လက်ကျုံသုံးဖို့ရတာဖြစ်ပါတယ်ဒီအဝေးရနေပြီးတော့လည်းဒီလိုကြာကောင်းပြီးတော့လေးစားတက်ကောင်းတဲ့ဆရာတော်ဒီလိုလိုဖယ်သားအားလုံးကနေပြီးတော့လက်ဝှချီပြီးတော့ကြောက်ပြီးမှုအထူးပြည့်တဲ့ခံရပါတယ်ဆရာတော်ကိုဒီလိုသားဖြင့်လက်ဝှချီဖို့ကြောက်ကြပါလို့ဆရာတော်အတွက်လည်းတက်ရှိကျမ်းမာရေးလောကီလောကုတ္တရာတရားအကောင်းကျိုးကိုစတဲ့တိုးရဆောင်ရနိုင်ကြတဲ့ကြောင်းကျွန်တော်များရခိုင်တိုင်းဒေသကြီးအားသာတဲ့လူငယ်ရေးရာထောက်ကူလုပ်ငန်းကော်မတီအဖွဲ့ဝင်များအားလုံးမှလေးသာသာဒီမှာထားရရုံးသေးစွာတော့ဒီစီဘောစီနေပဲOh,